ကျမရှင့်လို့မို့အရင်ရေးသားဟောက်နေတာဖောက်ပြန်နေရမှာမဟုတ်ဘူးရှင်ကျမမဆွတ်ဆွဲနဲ့မစွစွဲနဲ့ဆိုလဲအဲ့လူဘာပြောရလဲတဘောပေါက်ပြီဆရာရဲ့တဘောပေါက်ပြီဟိုတယောက်ကလေဆရာဦးเนี่ยကိုတက်တက်ပြက်နာထအောင်လို့အဲ့စကားပြောသွားတာဆရာရဲ့ဘသူ့မှမပြောချင်နဲ့ငါ့ကိုတော့ပြောလေ သူပြောတော့တာကဘသူ့ဘာမပြောပါနဲ့ဆိုကိုဒီနေ့ရုံးပေးရဆိုတော့ shopping လိုက်ပို့ပေးပါလား လိုက်ဖို့ပြင်မှာပေါ့တဲ့ ဟိုရောက်လို့ရှိရင်ပတ်စံလေးလိုချင်တယ်နှစ်လည်းလိုချင်တယ်ပြီးတော့ cosmetic ပစ္စည်းလည်းလိုချင်တယ်လိုက်ဝယ်ပေးနော် ဝယ်ပေးမှာပေါ့တဲလို့ကျင်တာခုပေါ့အခုပြင်ဆင်ပေးရမှာပေါ့ ညီလေးဟိုညီလေး ဟိုမှာနမ်းမေးတာလားမသိဘူးခဏသွားလိုက်အောင်မနော် ဟင်တဲ့ ကိုဘာကိစ္စရှိလို့လဲ ပါလေအကိုတခုပြောမယ်နော် ဟုတ်ကဲ့ အခုအကိုပြောတဲ့ကိစ္စသူ့မှာပြန်မတွန်းနဲ့နော် အော်ဟုတ်ကဲ့တဲဟိုလူကတဲကိုဘာပြောရ အော်သူပြောတာကဘသူ့မှမပြောနဲ့တဲ့ ဘသူ့မှမပြောချင်နဲ့ငါ့ကိုတော့ပြောလေ သူပြောတော့တာကဘသူ့ဘာမပြောပါနဲ့ဆို အဲ့ကောင်ကမင်းရဲ့လင်ငယ်လားဒါမှမဟုတ်မင်းအဲ့ကောင်နဲ့လင်ငယ်နေနေတာလား ကျမရှင့်လို့မို့အရင်ရေးသားဟောက်နေတာဖောက်ပြန်နေရမှာမဟုတ်ဘူးရှင်ကျမမဆွတ်ဆွဲနဲ့ မစွစွဲနဲ့ဆိုလဲအဲ့လူဘာပြောရလဲငါ့ကိုပြောလေကွာ သူပြောတော့တာကရှင်းရှင်းလေးလေးဘသူ့မှပြန်မပြောနဲ့တဲ့ ဟာငါစိတ်တို့လာပြီနော် ဟိုဆရာမဘာပြစ်နေကြလဲဗျာဆူညံပတ်ဝန်းကျင်ကြားလို့လည်းမကောင်းပါဘူးဘာပြစ်ကြတာတော့ ဟာလူတယောက်လာသွားတဲ့ကိုစော်ကြီးရယ်သူပြောသွားတာဘသူ့မှပြန်မပြောနဲ့တဲ့ပြောသွားတာအဲ့ဒါကို तू ကပြဿနာရှာနေရလေ မင်းစဉ်းစားကြည့်လေကွာသူနဲ့ငါနဲ့ကလင်မယားပဲ तू ဘသူ့မှမပြောရတော့မှ तू ငါ့ကိုတော့ပြောတင်တယ်လေ ဟိုခဏလေးပါဆရာဟိုဒီမှာသူတယောက်ဘာပြောပါ ဘသူ့မှပြန်မပြောနဲ့တဲ့ တဘောပေါက်ပြီဆရာရဲ့တဘောပေါက်ပြီဟိုတယောက်ကလေဆရာဦးเนี่ยကိုတက်တက်ပြက်နာထအောင်လို့အဲ့စကားပြောသွားတာဆရာရဲ့ ဟေးဟုတ်လား อ๋อဟုတ်တယ်ဆရာသူပြောရှင်းရှင်းလေးလေဘယ်သူမှပြန်မပြောနေတဲ့အဲ့ဒီစကားတစ်ခုနဲ့ဆရာတို့ကငွေဝါတာဆရာလည်းဗျာတုံးလိုက်တာ ဟာဘာလို့လား ဟောမဟုတ်ဘူးဆရာအဒုံးကြီးမစင်စားနဲ့လို့အဲ့ဒါကိုပြောတာဆရာရဲ့ သဘောပေါက်ပြီလား အေးပါပေါက်ပါပြီ အဲ့ဆိုလို့ရှိရင် shopping သွားမယ် အေးတဲတဲ့ပေါ်တဲတဲ့ပေါ် ဟေးဘလို့ကြီးတော့အစင်ပြေတော့လိုက်ချက်ချင်းငါလေးတော့ဟယ်လိုဇော်ကြီး ဟုတ်ဆရာတပည့်လေဒီနေ့ခေါင်းနေမူးပြီးတော့တကူလုံးကိုက်ခဲနေရပဲဆရာရဲ့အလုပ်ကမလာတော့တော့ဆရာ ဟာမင်းအဲ့လောက်လေးနဲ့မင်းအလုပ်ပြတ်ခံမလို့လားငါဆိုလို့ရှိရင်နေမကောင်းတာခေါင်းကိုက်တာလောက်ကတော့ငါမိမနဲ့ငါအတူနေလိုက်တာနဲ့ပျောက်သွားတာပဲကွာမင်းလည်းအဲ့လိုလုပ်ကြည့်ပါလား ဟိုအဲ့လိုနေတကယ်ပြောက်တာလားဆရာ အေးဟုတ်တယ် ဟုတ်ဆရာအဲ့ဆိုတပည့်လုပ်ကြည့်လိုက်မယ်နော်ဆရာနော်ကျေးဇူးပါဆရာဆရာကျွန်တော်ရောက်ပြီဆရာ ဟာပျောက်ဇော်ကြီးအချင်းနေကောင်းသွားပြီလား ကောင်းတာပေါ့ဆရာရဲ့အရန်ကောင်းဘယ်လောက်ဒီကောင်းလဲဆိုလေဆရာကတော့ကိုပီတော်ပြောလိုက်သေးရဲ့ဗျာ ဟာငါမိမကမင်းကို ဟုတ်တယ် ကိုပြီးတော့ပြောလိုက်တယ်ဟာသွားပါပြီကွာ